ဆိုတော့အားလုံးပဲမြင်လာပါလက်ရှိအခြေအနေအရငလျင်တန်ကြီးကအပီးတိုင်ပြီးဆုံးသွားပြီလို့ကျွန်တော်ဆိုလို့မရသေးပါဘူးဘယ်အချိန်မှနောက်ထပ်ဘယ်လိုစကေးနဲ့ထက်လို့အောင်မလဲဆိုတော့ကြိုပြီးတော့မသိရသေးပေမဲ့ကျွန်တော်အဖက်သောအဖွဲ့အစည်းတွေအဖက်သောပညာရှင်တွေအဖက်ကကျွန်တော်ပေးတဲ့ကျွန်တော် message တွေကျွန်တော်သတင်းအချက်လက်တွေကိုချိန်နဲ့တပြေးညီကျွန်တော်လက်လွတ်မခံဘူးလိုပါတယ်ဒီလိုအဖက်က information တွေအပြင်ကျွန်တော်လက်ထဲမှာရှိနေတဲ့ smartphone တွေကနေပြီးတော့လည်းကျွန်တော်သတင်းအချက်လက်ရနိုင်ပါတယ်ဒါလေးကိုကျွန်တော်ဒီနေ့ပြောပေးသွားမှာဖြစ်ပါတယ်ဗျဆိုတော့ဒီ system ကတော်တော်များများဖုန်းတွေမှာတော့ base on ပါပြီးသားပါဒါပေမဲ့ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ပြပေးပါမယ် iPhone တွေမှာဆိုလို့ရှိရင် regional ပေါ်မူတည်ပြီးတော့ကျွန်တော် base on မပါတဲ့ဟာတွေရှိပါတယ်ဆိုတော့ဒီလို base on မပါလာတဲ့ဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်ဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ပြပေးသွားပါမယ်ကျွန်တော် base on မပါလာတဲ့ဖုန်းတွေအတွက်လည်းစိတ်ပူစရာမလိုအောင်ကျွန်တော်တို့ App Store တို့ Play Store တို့ကနေပြီးတက်ပတ်ဒီ application တွေ down ပြီးတော့လည်းကျွန်တော်တို့ငလျင်အသိပေးချက်ပေးတဲ့ကိုကျွန်တော်တို့ဖွင့်ထားလို့ရနိုင်ပါတယ်ဆိုတော့ဗီဒီယိုလည်းအရင်ရှေ့သွားမှာဆိုလို့စကားအများကြီးမပြောတော့ပါဘူးဒီချိန်မှာ1မိနစ်1စက္ကန့်ဝက်ကစပြီးတော့ရေးကြည့်ပါတယ်ကျွန်တော်တို့ငလျင်အချက်ပေးတဲ့အတန်တွေငလျင်ရဲ့ information တွေကိုကျွန်တော်တို့1မိနစ်မပြောနဲ့စက္ကန့်ဝက်လောက်ကြိုရရင်တော့မှအသက်ပေါင်းများစွာကို save ဖြစ်နိုင်ပါတယ်ဗျဆိုတော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကျွန်တော်တို့ setting တွေကိုဝင်လိုက်ပါမယ် setting တွေကိုရောက်သွားပြီဆိုလို့ရှိရင်ပေါ်လေးကိုနည်းနည်းဆွဲလိုက်ပါပေါ်လေးကိုနည်းနည်းဆွဲလိုက်ပြီဆိုလို့ရှိရင် safety and emergency ဆိုတာလေးရှိပါတယ်တကယ်လို့ဒီဟာလေးကိုရှာလို့မတွေ့လို့ရှိရင်လည်းကျွန်တော်တို့အပေါ်ဆုံးက search setting မှာကျွန်တော်တို့ရှာလို့ရပါတယ်ဆိုတော့ဒီထဲကိုဝင်လိုက်ပါမယ်ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာပါ a quick alert ဆိုတာလေးရှိပါတယ်အများသောအားဖြင့်ကတော့ base on ဖွင့်ထားပါတယ်ခင်ဗျာတချို့ဖုန်းတွေကတော့ဖွင့်မထားပါဘူးဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖွင့်ထားပေးဖို့လိုပါတယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော် Android ဖုန်းနဲ့ပြပေးရအောင်နော်ကျွန်တော် Xiaomi ဖုန်းနဲ့ထပ်ပြပေးပါမယ်ခင်ဗျာ Xiaomi ဖုန်းကလည်း setting ထဲကိုဝင်လိုက်ပါကွာခြားမှုမရှိပါဘူးခင်ဗျာဒီမှာပေါ်လေးနည်းနည်းတွင်လိုက်တယ်သူ့မှာလည်း safety and emergency ဆိုတာလေးပါပါတယ်ခင်ဗျာအဲ့ထဲဝင်လိုက်ပြီလို့ရှိရင်ဒီမှာ quick alert ဆိုတာလေးရှိပါတယ်เนาะဒီကောင်လေးကလည်း base on ထားပါတယ်ဆိုတော့ပိတ်ထားလို့ရှိရင်ဒီကောင်လေးတွေဖွင့်ထားပြီးတော့ခင်ဗျာဆိုတော့ဒီလိုမှဖုန်းတွေမှာမပါပါဘူးခင်ဗျာဆိုလို့ရှိရင်လည်းကျွန်တော်တို့တခြားသက်ပတ်ဒီ application လေးထည့်ပြီးတော့သုံးလို့ရပါတယ်เนาะဆိုတော့ကျွန်တော်တို့က Play Store ထဲကိုဝင်လိုက်ပါဝင်လိုက်ပြီး track setting ထဲမှာကျွန်တော်တို့ရှာလို့ရပါတယ်เนาะဘာရိုက်ထည့်မလဲဆိုတော့ EA ဒီမှာပါ a quick ဆိုပြီးတော့ရိုက်လိုက်လို့ရှိရင်ဒီမှာ a quick alert application တွေအများကြီးရှိပါတယ်เนาะကျွန်တော်တို့အဆင်ပြေတဲ့ဟာကို down ပြီးတော့သုံးလို့ရပါတယ်အဲ့တော့ iPhone မှာလည်းထိုနည်း၎င်းပါပဲခင်ဗျာ App Store ထဲကိုဝင်လိုက်ပြီးတော့ကျွန်တော်တို့ရိုက်ထည့်လိုက်ပါဒီမှာ a quick alert ဆိုတဲ့ဟာလေးရိုက်ထည့်ပြီးရင်ဒီမှာပေါ်လာတဲ့ကိုယ်နဲ့အဆင်ပြေမဲ့ကိုနေနေတဲ့နေရာနဲ့ကိုင်းမဲ့ application လေးကိုထည့်သုံးခြင်းဖြင့်အဆင်ပြေကြပါစေခင်ဗျဟုတ်ကဲ့ဆိုတော့ဒီဗီဒီယိုလေးကို share လိုက်ခြင်းဖြင့်လည်းကျွန်တော်မသိသေးတဲ့လူတွေကိုသိအောင်လို့တက်နိုင်တဲ့ဘက်ကကူညီလို့ရပါတယ်အားလုံးဒီကတ်ဆိုးကြီးကနေအမြန်ဆုံးကင်းဝေးပါစေ all the peace ဒီနေရာမှာတခုကြံခဲ့လို့ပါအခုမုံတိုင်းအန်နီရကလည်းသတင်းတွေကြားနေရပါတယ်မုံတိုင်းအန်နီရအတွက်လည်းကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ထားကြဖို့ပြောချင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီဟာဖြစ်နေတဲ့အပြင်မုံတိုင်းမှာထပ်ပြီးဖြစ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့တွေကအခုချိန်မှာကြေကွဲလွယ်ပါတယ်ခင်ဗျာကျွန်တော်နိုင်ငံတတိထားကြပါခင်ဗျာ